ချင်းရိုင်မြို့ကိုတနေရာပဲလည်ပြီးတော့တာချီလိတ်နယ်စပ်မယ်ဆိုင်မြို့ကိုခွန်ရိုးသွားလည်မှာပဲဖြစ်ပါတယ်။ဒီဟာဆိုလို့ရှိရင်ခွန်ရိုးငယ်ငယ်လေးထက်ကြားဖို့ဟာပေါ့နော်။ထိုင်းနိုင်ငံချင်းမိုင်ဘက်ကိုသွားလည်တာချီလိတ်ဘက်ကနေသွားဘန်ကောက်ကိုလဲမယ်ဆိုရင်တဝယ်ဘက်ကနေသွားပြီးလဲဆိုပြီးတော့ငယ်ငယ်လေးကတော့ကြားဖို့ဒါပေမဲ့အခုကတော့ဒီလိုမျိုးဘလို့နယ်စပ်ကနီးစပ်နေလဲဆိုတော့ခွန်ရိုးသွားကြည့်မှာပဲဖြစ်ပါတယ်။မယ်ဆိုင်ကနေခဏလေးပဲထပ်သွားလိုက်လို့ရှိရင်လည်း Golden Triangle 3နိုင်ငံနယ်စပ်ကိုထပ်ပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ်။လာအိုဘက်ကိုလည်း passport မလိုပဲသွားလည်လို့ရတဲ့နေရာလေးတွေလည်းမိခဲ့ပါသေးတယ်။ခွန်ရိုးနဲ့တူတူစောင့်ကြည့်လိုက်ကြည့်ပေးကြအောင်နော်။ခွန်ရိုးချင်းရိုင်ဘက်ကနေပြီးတော့ဒီမယ်ဆိုင်မြို့ဘက်ကိုတက်လာတာပေါ့နော်။ညမိုးချုံမှတော့ရောက်ပါတယ်အဲ့တော့ခွန်ရိုးတို့ဒီမှာတဲခိုဖို့အတွက်အခန်းငှားပါတယ်ခွန်ရိုးနဲ့ငယ်မနေရတခန်းပြီးတော့အမေတို့ကတခန်းပေါ့နော်ဈေးတွေကတော့အရင်တော့မကြီးပါဘူးဒါပေမဲ့မနက်စာ breakfast တော့မပါပါဘူးညမရောက်တယ်ဆိုတော့လေဘာမှလည်းမစားရသေးရနဲ့နီးနောက်ခွန်ရိုးထွက်စားဖို့လုပ်ပါတယ်ခွန်ရိုးခန်းလေးကတော့ဒီမှာကတဲ့နှလုံးပေါ့နော်တယောက်တစ်လုံးစီနဲ့ခွန်ရိုးညအိတ်ခဲ့ပါတယ်ဘလို့ဆယ်တော့ခွန်ရိုးထမင်းသွားစားပါမယ်နယ်စပ်မြို့လေးဖြစ်တာဆိုတော့လေဈေးရတယ်အရင်မကြီးပေါ့နော်တပွဲကို40လောက်ပဲပေးခဲ့ရပါတယ်ဘိုင်ဝဝလင်းနေတဲ့ခွာရောစားပြီးတော့ဒီဟိုတယ်မှာဆိုလို့ရှိရင်ရေကူးကန်တာတော့ထိုင်နေပေါ့နော်ခဏနေတော့တန်းအိပ်ပါတယ်အခုတော့မနေ့ရောက်လာပါပြီမနက်မှာခွာရောချက်ကောက်လုပ်ပြီးရနဲ့တာချီလိတ်ဘက်ကိုကူးတဲ့တံတားကိုသွားပြီးတော့ကြည့်မှာပဲဖြစ်ပါတယ်ထုတ်ပိုးရတော့တော်တော်များပါတယ်အခုကတော့ခွာယူတို့တဲတဲ့ဟိုတယ်နဲ့တော့တိတ်ပြီးတော့မဝေးဘူးပေါ့နော်ထွက်လိုက်ပြီဆိုတော့တံတားဘက်ကိုရောက်သွားပါတယ်ကြောက်ကွယ်မယ်ကြောက်ကွယ် 叫对谁吧？叫对谁吧？มาเลยမယ်ဆိုင်ဘက်ခြမ်းမှာတော့မြန်မာမှုသိအများကြီးပဲတွေ့ကြရပါတယ်။ဤကြပွေးရဆိုင်ရရပေါ့နော်။ခွေတို့လည်းမုတ်တွေဝယ်စားခဲ့ရတယ်အရင်သဘောကောင်းပါတယ်။ chất tán này là về à đấy chất tán này sao thì mà đấy để nhau thì này mẹ sau lộ bà bé thật ra là mình cũngပြောlà để nhà bài khoai rồi ấp nhà mà rồi cái gì rồi tổ mình mẹ rồi sợ bài nó sẽ nó mình nó sao quen nè bọn nó tôi cũng đi sai chỉ là tôi cũng nghe thấy mà tôi khi bảo họ thấy à breakfast mà bảo rồi khoai rồi thì mà bé quay sạp cho bài mình nó rồi ý nhà này để bây giờ ở tôi đi xa rồi sẽ bị bài thì cái này chất tạp bao lúcပြောmà tôi sao lúc cao mà cũng luôn như này sao lúc cao màမြန်မာဘက်ခြမ်းတာချီလိတ်မြို့ကိုမြင်ရပြီးတော့မဲဆိုင်မြို့ပါမြင်ရတဲ့ Skywalk ကိုခွင်လို့သွားမှာဆိုတော့နောက်ဘလော့ရဲ့မှာထပ်ပြီးတော့ခွင်လို့တင်ပေးပါမယ်နော်ဒီနေ့ဘလော့ရတဲ့တော့ပါပဲရှင်နောက်ဘလော့ရဲ့မှာပြန်ပြီးတော့ဆောင်ပါမယ်နော်